ဘိုင်ယန်ရဲ့အခုလက်ရှိဒါအိမ်ဝင်းရဲ့ဂိုးသွင်းအားကတပွဲကိုအနည်းဆုံး2ဂိုးနှုန်းသွင်းနိုင်နေတာကတူဒီကဘလို့နေပြက်ကိုပြက်တယ်โอเคကျွန်တော်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အောက်ဆီဂျင်ပါဆိုတော့ဒီနေ့ညဒါကျွန်တော် UCL ညကိုရောက်ရှိလို့လာပြီပေါ့နော်ဂျာရဲ့ဒါကျွန်တော်တို့စနေတနင်္ဂနွေအပြင်ဒီဂျာရဲ့တနင်္လာနေ့မှာပဲကျွန်တော်ရွေးချယ်ပေးခဲ့တဲ့ဝဲကောင်းတွေအားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ဆိုတော့ကျွန်တော်ထပ်ပြီးဒါကြားမှာကြွားလိုက်အောင်ပဲပေါ့နော်ကျွန်တော်အခုမမခေါ်တဲ့4ရက်လုံးမှာဒါကျွန်တော် all win 4ရက်စတိုက်ကျွန်တော်ရရှိထားပါတယ်ဆိုတော့ဒီနေ့ညဒါကျွန်တော်တပွဲကောင်းလေးရွေးချယ်ပေးခြင်းနဲ့ဒီနေ့ညမှာဒါကျွန်တော် UCL ထဲမှာကံမဲ့ဒါပွဲကြီးပွဲကောင်းပေါ့နော်ပွဲကြီးပွဲကောင်းတဲ့တပွဲဖြစ်တဲ့ဒီဘိုင်ယန်နဲ့ဒီ Sporting အဲ့ပွဲလေးကျွန်တော်ရွေးချယ်ပေးခြင်းနဲ့ဆိုတော့ပထမဦးဆုံးကျွန်တော်တို့ဘိုင်ယန်ကိုစကြည့်လိုက်မယ်ဆိုရင်ဘိုင်ယန်အသင်းအနေနဲ့အခုလက်ရှိဒါချန်ပီယံလိ2ပွဲပါဝင်ကျွန်တော်တို့ဒါအမှတ်ပေးစရာပါ9ပွဲကန်ထားတဲ့အနေအထားတစ်ခုဒါအိမ်ဝင်းတိုတယ်ပေါ့နော်6ပွဲထိကန်ထားတယ်6ပွဲကန်ထားတဲ့အနေအထားမှာဒါ10ပွဲထိကြီးအောင်ထားပြီးတော့ဒါတပွဲပဲကြီးကြထားတယ်ပေါ့နော်ကြထားပွဲလဲဒါဒေါမွန်နဲ့တွေ့ထားပွဲမှာကြထားပြီးကျန်တဲ့10ပွဲလုံးကိုကျွန်တော်တို့ဒါကြီးအောင်ထားပါတယ်ဆိုတော့ဒီရာဒီမှာဒါဘိုင်ယန်ကအိမ်ဝင်းမှာကြီးအောင်ဆိုအသင်းလို့တော့ပြောလို့ရတယ်ပြီးတော့ဘိုင်ယန်အသင်းအနေနဲ့အခုလက်ရှိမှာဒီသူတို့ရဲ့အမှတ်ပေးစရာမှာဒါအဆင့်1မှာရှိတဲ့ Leipzig ကိုကျွန်တော်တို့ဒါ10မှတ်ထိလည်းဖြတ်ထားနိုင်တယ်ဒါပြင်ချန်ပီယံလိမှာလည်းဒါအဆင့်3နေရာမှာရပ်တည်နေပြီးတော့ဒါ12မှတ်ထိရတာဆိုတော့1 way တွင်ဝင်မှုကသူတို့အနေနဲ့ chance ကအများကြီးရှိတယ်ပေါ့နော်ဝင်သွားပြီလို့ပဲကျွန်တော်ပြောလို့ရတယ်ဘာလို့လဲဆိုတော့ဒီ Sporting CB ပွဲပြီးလို့ရှိရင်နောက်ထပ်တွေ့ရမယ့်နှစ်သင်းကကျွန်တော်တို့ဒါ Union Saint Galway စီရယ်ကျွန်တော်တို့ပြီးလို့ရှိရင် PSV ရယ်ပေါ့နော်ဒီအသင်းနှစ်သင်းနဲ့ပဲကျွန်တော်တို့တွေ့ရမှာဖြစ်တဲ့ကြောင့်သူတို့အနေနဲ့နိုင်ကိုနိုင်တယ်မနိုင်မဲ့တည်ရရင်တော့မှဒါ1 to 8ကလုံးဝ sure တက်သွားပြီပေါ့နော်ဆိုတော့ဒီအမပေးစရာမှာလဲကျွန်တော်တို့ဒါအမှတ်က10မှတ်လောက်ထိဖြတ်ထားနိုင်တယ်ဒီမှာလည်းရန်ကြီးအမှတ်လိုအပ်နေရမျိုးမရှိဘူးပေါ့နော်ပေးထားတဲ့ကြီးဝင်ရကျွန်တော် 2D ဆိုတော့ဘိုင်ယန်ရဲ့အခုလက်ရှိဒါအိမ်ဝင်းရဲ့ဂိုးသွင်းအားကတပွဲကိုအနည်းဆုံး2ဂိုးနှုန်းသွင်းနိုင်နေတာက 2D ကဘလို့နေပြက်ကိုပြက်တယ်Sporting လည်းဖြစ်တယ် Sporting ကလည်းအရန်ကြီးအားရစရာမရှိဘူးအခုလက်ရှိဒါချန်ပီယံလိ2ပွဲကန်ထားတယ်ပေါ့နော်အဝေးကွင်း2ပွဲကန်ထားနေတာမှာဒါနာပိုလီကို 2-1 နဲ့ရှုံးတယ်ပြီးတော့ကျွန်တော်ဂျူဗင်တက် 1-1 တည်ကြထားတယ်ဆိုတော့ဘလို့နေဒါဘိုင်ယန်ကအရန်ဖိကန်မယ်ဆိုလို့ရှိရင်2ဂိုးကလုံးဝပြတ်ပါတယ်ဆိုတော့ 2D ကြီးကဘိုင်ယန်ကနေချင်းစရာကောင်းနေတယ်ဒါပေမဲ့ဒီညမှာကျွန်တော်ကပြောင်းပြန်ပြီးတော့စဉ်းစားတယ်ဘိုင်ယန်တို့ကကြီးအောင်တာလည်းအရန်များနေပြီပေါ့နော်ပြီးတော့အခုလက်ရှိမှာသူတို့အနေနဲ့ဒီပွဲတွေမှာဒီအမှတ်အရန်ကြီးမလိုအပ်တော့ဘူးအနိုင်နောက်လေးကန်ရုံနဲ့ရနေတဲ့ပွဲမျိုးတွေမှာအရန်ကြီးဖိပြီးတော့ကန်မယ်လို့မထင်ဘူးလူနာခံပြီးဖိကန်သွားမယ်ဆိုရင်တို့တွေတကယ်အုပ်စုတွေတက်သွားပြီးတော့ဒီ16တင်းအဆင့်တွေရောက်တဲ့အခါမျိုးတွေတကယ်နေရငါရဲ့အမှတ်ပေးစရာတွေမှာလိုအပ်လာတဲ့အခါမျိုးတွေမှာကျွန်တော်တို့လူတွေနာကိုတို့အနေနဲ့တိုင်ပတ်ကုန်ပါပေါ့နော်ဆိုတော့ဒီပွဲတွေမှာအရန်ကြီးအာယုံစိုက်တော့မယ်လို့ကျွန်တော်ကဘိုင်ယန်မြင်ဘူးပေါ့နော်ကြီးအောင်ထားတာလေဒါ6ပွဲမှာ10ပွဲထိအောင်ထားရဲဆိုတော့ဒီညာပွဲမှာတော့ကျွန်တော်ကဘိုကီတွေကဒီဘိုင်ယန်ကိုပေါ့နော်ပြန်ပြီးတော့ထိုးကျွေးသွားမယ်လို့ကျွန်တော်မြင်တယ်ဆိုတော့ဒီညကကျွန်တော်ကတော့ဒီဘိုင်ယန်ကိုဘက်ကန်ပြီးတော့ဒါ Sporting CB ကြိုက်ပါပေါ့နော်ဆိုတော့အကြိုက်တူမှာပေါ့နော်လိုက်ကစားပါပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဒီညမှာတပွဲကောင်းအနေနဲ့ဒါ Sporting CB ကြိုက်ပါတယ်အားလုံးပဲမနဲ့လမ်းပဲ